ကဲအားလုံးပဲမင်္ဂလာပါနော်ကဲကျွန်တော်တို့ဟို line မကောင်းတဲ့အခါကျတော့ကျွန်တော်ပြောရဆိုရတာကြတော့တချို့ဟာတွေကြတော့အားမလို့အားမရရှိတယ်နော်ကျွန်တော်တို့လက်ရှိအခြေအနေရကကျွန်တော်တို့ဒီလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုသုံးသပ်တာနဲ့ဆိုင်ရင်ကျွန်တော်ဒီ2025ဒီတကြံပေါ့နော်ဒီတကူးကြော်ပေါ့ကျွန်တော်တို့တချို့သောကိစ္စတွေဆောင်ရွက်ဖို့ရှိတယ်ဆောင်ရွက်ဖို့ရှိတဲ့နေရာမှာအခုကျွန်တော်တို့ဒီရန်သူဘက်ကလည်းကျွန်တော်တို့ဒီအညာမြေဒေသကိုဝိုင်းဘက်စစ်စင်ရေးလုပ်ဖို့လည်းသူတို့ဘက်ကစီမံချက်တွေရှိနေတယ်ထူးခြားတာတစ်ခုကမန်လေး PDF တွေနဲ့ပတ်သက်ပြီးတော့နော်သဘောထားတွေထုတ်ပြန်မှာအကြံပြုပါလို့ပြောတယ်ကျွန်တော်တို့ကခင်ဗျားတို့ဝေဖန်တာအကြံပြုတာဆိုတာထက်ကိုကျွန်တော်တို့အချို့ကကျွန်တော်တို့မြင်တာတိုက်ခိုက်တယ်လို့မြင်တယ်ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့ရဲ့လက်ရှိပဂရိအခြေအနေကိုကျွန်တော်တို့နားလည်ဖို့အမတမအရေးကြီးတယ်။ယနေ့ချိန်ထိလည်းသက်ဆိုင်ရာနယ်မြေတွေမှာရှိနေတဲ့ EO နယ်မြေတွေမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဒီ MOD လောက်ခံ PDF တွေအနေနဲ့ကမိမိတို့ကိုမိမိတို့ပို့ပြီးတော့သိရှိနားလည်လိမ့်မယ်။လက်လက်ခဲကိစ္စတွေကအစအဲ့ဒါကျွန်တော်တို့ဒီတော်လိုင်းအစပထမ2021 22ခလားဒီ2023 2024ကျွန်တော်တို့နှစ်လယ်ပိုင်းလောက်ထိကိုကျွန်တော် EO တွေကနေပြီးတော့ခဲယမ်းတွေလက်နက်တွေထောက်ပံ့တာရှိတယ်။နောက်ပိုင်းမှာကျွန်တော်တို့ဘက်မှာလည်းပြည်စုံလုံလောက်မှုအားနည်းတဲ့ခါကျတော့ကျွန်တော်တို့ခွဲဝေရေးတွေမှာအမတမအခက်အခဲရှိတယ်။တော်လန်ရေးကတော့ပြည်သူလူထုကိုကျွန်တော်ပြောချင်တာအရန်အားကောင်းပါတယ်။တချို့ကျွန်တော်တို့ပြောပြလို့မရတဲ့အခြေအနေမျိုးတွေရန်သူနဲ့ကျွန်တော်တို့အနီးကပ်ဆုံးမှာကိုယ့်ရဲ့တော်လန်အင်အားစုတွေကရှိနေတယ်။ရှိနေတယ်။ UNG MOD နဲ့ပတ်သက်ပြီးတော့ဝေဖန်ပြပါလားလို့တချို့ကပြောပြတယ်ကျွန်တော်တို့ကဝေဖန်စရာအကြောင်းမရှိတော့ဘူးကျွန်တော်တို့ဟိုဒီလက်နက်ကင်တော်လန်ရေးကိုစပြီးတော့လှုပ်ဆောင်နေတဲ့အချိန်မှာအခုPDF တွေ local PDF တွေလက်နက်တွေဖမ်းခံရတဲ့ကိစ္စပေါ့အဲဒီတအောင်းမှာဖမ်းခံရတဲ့ကိစ္စတွေဘာတွေပေါ်လာတယ်တချို့ကကျတော့ TNL လေးကတချို့အရာတွေကမကောင်းတာရှိပါတယ်ကျွန်တော်တို့လည်းသိပါတယ်ဒါပေမဲ့အညာမှာကျွန်တော်တို့ဒီအညာမှာလက်နက်ဝယ်ကြတဲ့အခါမှာအညာမျိုးကိုရောက်ရင်အညာသားတွေလူကားဝါခဲ့တာကိုတည်မယ်တချို့တော့အညာသားတွေဒါပိုနားလည်လိမ့်မယ်ဒါကျွန်တော်အုပ်ချုပ်သူနဲ့ဥဆောင်သူရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ပြဿနာမှာကျွန်တော်တို့ဂျားတွေကနေပြီးတော့မှခံရတဲ့ပြဿနာပေါ့တော်လန်ရေးကတော့ကျွန်တော်ဒီ2025မှာအတိုင်းအတာတစ်ခုရောက်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပြခဲ့တာတကယ်ဖြစ်ကောင်းဖြစ်ဖို့များပါပြီကျွန်တော်တို့ဒီဘက်အင်အားစုကတော့80%တော့ပြင်ဆင်လာပြီဒါဘယ်ချိန်စပြီးတော့တော်လန်မယ်တွန်းလန်မယ်တိုက်ခိုက်မယ်ဆိုတာကိုရန်သူမိမိအခြေအနေပေါ်မူတည်ပြီးတော့ဒီတော်လန်ရေးအင်အားစုတွေကစူးစမ်းရုန်းကန်နေတယ်နောက်တော့ဒီတောင်ပိုင်းတပ်ပေါင်းစုအတွက်လည်းlocal PDF တွေနဲ့ MOD အောက်ကနှုတ်ထွက်တဲ့ PDF တွေနဲ့ပေါင်းပြီးတော့လှုပ်ရှားနေတာရှိတယ်အညာဒေသမှာပင်လင်းလက်ရှိကျွန်တော်တို့ဒီ UNG ရဲ့ MOD ရဲ့လွဲမှားတဲ့ကိစ္စတစ်ခုကျွန်တော်ပြောချင်တာကပကပစီယုံချုပ်ဆိုပြီးတော့လှပ်ဝက်စွာတီထောင်ထားတဲ့ကိစ္စဒါခင်ဗျားတို့အတွက်ရည်စရာကြီးဖြစ်နေတယ်ပကပမှာစီယုံချုပ်ဆိုတာမရှိဘူးเนาะပကပဒီပြည်ထောင်စုလက်အောက်ခံဖြစ်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့အတွက်တိုက်ခိုက်ရေးမှာပါဝင်မယ်ဆိုရင်တော့မှစစ်ဆိုတဲ့ခေါင်းစဉ်တက်လို့မရဘူး။နောက်ခင်ဗျားနံပါတ်1ခင်ဗျားတို့တွေနားလည်ထားမယ်။ဥမန်းလေးကနေပြီးတော့စာထွက်လာတဲ့ပုံမှာလည်းကျွန်တော်အနေနဲ့ကြိုဆိုတယ်။ခင်ဗျားတို့စီစစ်ဖို့တော့အမတန်ရေးကြည့်တယ်။ကျွန်တော်တို့ကကြားကြောက်လို့ရှင်ကြီးကြားတဲ့ဆိုးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတဲ့အနေအထားမို့လို့ကျွန်တော်ကထွက်ပြောနေရတာ။ယနေ့ကာလအထိခင်ဗျားတို့တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲနဲ့ပြစ်ချထားခဲ့တဲ့ကျွန်တော်တို့ရဲ့ PDF တွေကျွန်တော်တို့ရဲ့ရဲဘော်တွေခင်ဗျားတို့တိုင်းသားဒေသမှာပကပဆိုပြီးလုပ်တဲ့ကိစ္စဒါခင်ဗျားတို့မကြခင်အချိန်လုံးတွေမှာပြက်သားဆောင်ရွက်ခဲ့တာတွေရှိသလိုနောက်ထပ်လည်းမိတ်မှာလည်းပြက်သားဆောင်ရွက်ဖို့ရှိတယ်ဒီပုံမှာခင်ဗျားတို့စိတ်ဆိုးလို့မရအောင်နော်ယနေ့ကျွန်တော်တို့အမတန်ရေးကြီးတဲ့ကာလရောက်နေပြီအမတန်ရေးကြီးတဲ့ကာလရောက်တဲ့အချိန်မှာကျွန်တော်တို့စုစည်းညီညာဖို့ဆိုရင်အညာမှာအဓိကအရေးကြီးတယ်ဒါကျွန်တော်လွန်ခဲ့တဲ့2ရက်3ရက်ပေါ့နေပြီးတော့တက်ကုန်းမျိုးနယ်မှာ96ဆိုကြကိုစီယာလင်းတို့လက်နက်တွေဖမ်းခံရတယ်အမတန်စိတ်မကောင်းစရာဖြစ်ရတယ်
ရန်သူကတော့ကျွန်တော်တို့ရှင်ပြိုင်နေပဲပြောရမှာလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့နဲ့လမ်းလွှဲနေတယ်ပဲပြောရမှာလားအဲ့ဒီအုပ်စုရဲ့စီမံခန့်ခွဲမှုညံ့ပြင်းတဲ့ပြဿနာမှာလက်နဲ့လိုအပ်ချက်အရ EAO နယ်မြေမှာရတဲ့ဈေးတွေနဲ့ဝယ်တပိုင်းတိုင်းနဲ့စစ်တိုင်နေရတာပြည်သူအလှခံရတဲ့ပြည်သူရှီကအလှခံရတဲ့ရတာတဲ့ပတ်စံနေနဲ့ရန်သူဘက်ကနေမိသွားတာတော့ကျွန်တော်စိတ်မကောင်းများစွာဖြစ်ရတယ်TNL ဘက်မှာဖြစ်တဲ့ပြဿနာတွေကတော့ဒါတမိုင်းကျွေးဆက်ကြတဲ့ပုံစံရှိတယ်ဒီပုံမှာကျွန်တော်တို့ကလက်နက်ကိစ္စနဲ့ပတ်သက်ပြီးတော့ဝေဖန်စရာလည်းအကြောင်းမရှိဘူးဘာလို့ဆိုတော့ယုံကြည်မှုဆိုတာလွယ်လွယ်နဲ့တိဆောက်လို့မရဘူးအဲ့တော့လက်နက်ခဲယမ်းလိုချင်တဲ့လူတွေကကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်ကျွန်တော်ဒါ2023နဲ့စပြောခဲ့တာကြိုမြင်လို့ကျွန်တော်ပြောတာကျွန်တော်တို့မှာတော်လိုင်းအင်အားစုလို့ပြောပြီးတော်လိုင်းခေါင်းဆောင်လို့ကိုပြောပြီးတော့နော်ညီညွတ်မှုအားတကယ်လို့ညီညွတ်မှုအားတွေကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကျွန်တော်တို့ကသုံးသပ်နိုင်ရမယ်ကျွန်တော်တို့မှာစစ်ရေးရည်မှန်းချက်နိုင်ငံရေးရည်မှန်းချက်ရှိရမယ်ကျွန်တော်အများနဲ့ပြောခဲ့တဲ့နိုင်ငံရေးရည်မှန်းချက်စစ်ရေးရည်မှန်းချက်မရှိသမျှကာလပတ်လုံးကျွန်တော်တို့ကဆက်လက်ပြီးတော့ဘာမှလှုပ်ဆောင်လို့ရမှာမဟုတ်ဘူးလို့ကျွန်တော်ပြောခဲ့တယ်ဒီလိုပဲရခိုင်တက်တော်အေးဘက်ကလည်းသူ့အတိုင်းအတာတစ်ခုထိတော့သူကတိုက်မှာKIA ဘက်ကလည်းအတိုင်းအတာတစ်ခုထိတော့တိုက်မှာပဲကျွန်တော်ပြောတဲ့တိုင်းရင်းသားတွေနေရာတိုင်းမှာရှိတယ်ဆိုတဲ့ကိစ္စမကြခင်ပေါ်လာလိုက်မယ်ရှိလည်းရှိနေတာပဲနေရာတိုင်းမှာရှိပါတယ်လက်ရှိမြေပြင်မှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုသက်ဆိုင်ရာ EAO တွေကဘာလို့လက်မတွဲတာလဲမြန်မြန်ဆန်ဆန်ဆောင်ရွက်မှုမရှိတာလဲလို့ချို့ကသုံးသက်ဝေဖန်တာတွေမြေပြင်ရဲ့အခြေအနေတွေကိုမသိဘဲနဲ့ကျွန်တော်တို့ဒီအခုဂဒိုင်တိစခန်းပေါ့နော်အခုဒီကျွန်တော်တို့ KNU တပ်မ5နော်ဖာပုံခရိုင်ဒီဘက်ကကမမောင်ဂဒိုင်တိပေါ့နော်ဒါကဆွမ်းတော်ပြောသလိုကာစစ်လို့ခေါ်တယ်မဟာဗျူဟာကြတဲ့ကာစစ်လို့ခေါ်တဲ့နေရာဂဒိုင်တိစခန်းတိန်တဲ့အချိန်မှာရန်သူဘက်ကနေပြီးတော့120တွေကိုဖျက်ဆီးသွားတယ်point 5တွေကိုဖျက်ဆီးသွားတယ်ကျွန်တော်တို့ခဲရမ်းပဲရလိုက်တယ်လက်နက်တွေခုမှကောင်းလိုက်မရဘူးကျွန်တော်တို့ဒီတောင်ပိုင်းမှာကျတော့မစုတ်တန်းခန့်စစ်နဲ့ရန်သူဘက်ကနေပြီးတော့စခန်းတွေဘလောက်တင်ရလာတဲ့လက်နက်တွေကအသုံးဝင်နိုင်တဲ့လက်နက်တွေလဲတယ်ဒါရန်သူရဲ့မဟာဗျူဟာချလာတဲ့ရည်မှန်းချက်တွေပေါ့အဲ့တော့ကျွန်တော်တို့ကစီရေးနဲ့ပတ်သက်ရင်စီရေးနဲ့အကြောင်းပဲစဉ်းစားမယ်နိုင်ငံရေးနဲ့ပတ်သက်ရင်နိုင်ငံရေးအကြောင်းပဲစဉ်းစားမယ်ကျွန်တော်တို့မှာစီရေးရည်မှန်းချက်နိုင်ငံရေးရည်မှန်းချက်ရှိရမယ်အညာဒေသမှာမြို့နယ်အလိုက်ခရိုင်အလိုက်တိုင်းလုံးပေါ့စူးစီးညီညာဖို့အတွက်ကိုသူတို့ကစူးစီးညီညာပါလို့ဒါဗဇက်ကအော်နေကြတာဟုတ်လား MOD UNG ကလည်းအော်တာပဲသမရိုက်ထူကလည်းရှိတာလည်းပြောတာပဲဒါပေမဲ့ခင်ဗျားတို့ကမူဝါဒမရှိတဲ့ပြဿနာခင်ဗျားတို့မူဝါဒမရှိတဲ့ပြဿနာအမှားတွေကြောင့်ယနေ့ကာလအမှန်တန်ခက်ခဲတယ် MOD ကိုပြောတယ် UNG ကိုပြောတယ်လက်နက်တွေဘာလို့အပြည့်စုံမချပေးလဲဆိုတော့လက်နက်ထိန်းသိမ်းဖို့အတွက်ဥပဒေတစ်ခုတတ်မှတ်မယ်အဲ့ဒီဥစ္စာလက်နက်တွေထိန်းချုပ်ဖို့အတွက်ကိုသူတို့ဘက်မှာနီးဘယ်လိုပြောနီးနာမရှိတဲ့သဘောမျိုးနဲ့ရှောင်လွှဲချက်ပေါ့ဗျာစင်ကွေးရန်ရှောင်ပြောတဲ့စကားတွေလည်းကျွန်တော်ကြားရတယ်အဲ့တော့ဘယ်သူကမှဒီစစ်အာဏာရှင်စနစ်ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအပြည့်အဝအာမခံတဲ့စနစ်တစ်ခုကိုကျွန်တော်တို့ရပြီဆိုရင်ဘယ်သူကမှတနက်ကင်ပြီးဘိုလ်လုပ်ချင်မှာမဟုတ်ဘူးကျွန်တော်တို့ကစနစ်တစ်ခုကိုပြောင်းချင်လို့အားလုံးကတူညီတဲ့ခံစားချက်နဲ့တူညီတဲ့လမ်းပေါ်မှာကျွန်တော်ရှောက်နေကြတာဒါကိုပထမတိတစ်ချက်နားလဲရမယ်တကယ်လို့တိုင်းရင်းသားလက်နက်ကင်အင်အားစုတွေတိုင်းရင်းသားနိုင်ငံရေးအစုဖွဲ့တွေကနေရာယူပြီးတော့စီမံခန့်ခွဲတာကိုလက်မခံကျင်တဲ့ပုံစံမျိုးတွေသဘောထားမကြီးတဲ့ပုံစံမျိုးတွေလောက်တာလဲကျွန်တော်တို့တွေ့ရတယ်နော်ကျွန်တော်တို့ဒီခေါင်းဆောင်ပိုင်းဘက်မှာလဲအားနေတာတွေရှိတယ်ကျွန်တော်တို့ကပြက်ပြက်သားသားဆောင်ရွက်ရမှာအဲ့တော့အညာမြေအတွက်ကိုတော့မစိုးရိမ်ပါနဲ့အညာမြေအတွက်ကိုကျွန်တော်တို့ပြင်ဆင်နေတာရှိတယ်စုဖွဲ့နေတာရှိတယ်နော်အဲ့တော့ကျွန်တော်တို့ကခင်ဗျားတို့ဒီ UNG ကကျင်ညာတဲ့ကဘော်ကြိုက်ဝမ်းဒေသဆိုတာခင်ဗျားတို့ကိုယ်တိုင်ကလုပ်ခဲ့တဲ့နေရာမဟုတ်ဘူးခင်ဗျားတို့ကမီဒီယာမှာပြည်သူလူထုထင်မှားလွဲမအောင်လို့ခင်ဗျားတို့ဝါဒဖြန့်တယ်ကိုပြောချင်တဲ့စကားတွေကျွန်တော်တို့ပြောတယ်အဲ့တော့ခင်ဗျားတို့ကဘော်ကြိုက်ဝမ်းဒေသဆိုတာကအခုချင်းညီနောင်တပ်ဖွဲ့တွေနဲ့ချင်းတပ်ဖွဲ့တွေနဲ့ကျွန်တော်တို့ဒီမြေဘက်မှာရှိနေတဲ့အညာသားတွေပေါင်းပြီးတော့ဖလန်းမျိုးတင်းနေတာပြီးကန်ဒီတော့မှရန်သူဘက်ကနေပြီးတော့ရိပ်မိပြီးတော့ပတ်ပတ်ဆက်ဆက်ခုခံကာကွယ်နေတဲ့အခြေအနေမျိုးကဘော်ကြိုက်ဝမ်းဒေသဆိုတာကျွန်တော်တို့စကိုင်းတပ်ပေါင်းစုရဲ့စကိုင်းဖယ်တဲ့အင်အားစုရဲ့ရှေ့လုပ်ငန်းစဉ်ဖြစ်တယ်အဲ့တော့ခင်ဗျားတို့ဟိုကပြောတာဗဇက်ကလွယ်လွယ်လေးပြောလိုက်တယ်ရန်သူဘက်ကကျတင်ပြင်ဆင်ပြီးတော့ကာတာရန်ပြင်ခင်ဗျားတို့စစ်မှာကာတာရန်ပြင်ကိုတော့နားလည်ဖို့တော့လိုတယ်
နော်ခင်ဗျားတို့စစ်အောင်ရခြင်းသဘောတရားတွေလည်းနားလည်ဖို့လို့လိုတယ်ခင်ဗျားတို့အာချောင်ခြင်းနဲ့အာချောင်တဲ့ပြဿနာတွေကအမတန်မှတော်လန်ရေးအတွက်အထိခိုက်ဖြစ်တယ်ပြောချင်တာတစ်ခုရှိတယ်ဗမာတွေစစ်မနိုင်ရင်လဲတိုင်းရင်းသားတွေစစ်ရှုံးသလိုတိုင်းရင်းသားတွေစစ်မတိုက်ရင်လဲဗမာတွေအောင်ပွဲရမှာမဟုတ်ဘူးဒါကိုခင်ဗျားတို့ရေဘူးအဖြစ်နားလည်တာဖို့လိုတယ်ဒါကိုနားလည်တဲ့ကောင်တွေကတော်လန်ရေးကိုကပြက်ရပြက်လုပ်နေတဲ့လူတွေအများကြီးပါအဲ့တော့ကျွန်တော်တို့ကရန်သူကိုသတင်းပေးတာလားမီဒီယာမှာသတင်းတင်တာလားဆိုတာကိုကွဲကွဲပြားပြားသိဖို့လိုတယ်သတင်းဌာနတွေဖြစ်တဲ့ VOA တို့ RFA တို့အမေရိကန်အခြေစိုက်ပေါ့ဒေါ်နယ်ထရန့်ကနေတော့ပိတ်သိမ်းလိုက်တဲ့ကိစ္စကိုကျွန်တော်တို့ကကြိုဆိုတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမိုကရေစီစနစ်နဲ့တကယ်ကိုလူကိုယ်စူးစမ်းနေတဲ့တော်လှန်ရေးမှာစိတ်နှောက်ယှက်ဖြစ်အောင်လုပ်တာလဲသတင်းသမားတွေပဲပြည်သူလူထုအထင်မှားမြင်မှာနဲ့မျှော်လင့်ချက်အမှားတွေကိုပေးနိုင်တာလဲမီဒီယာအခန်းကဏ္ဍအရင်ရေးကြည့်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ရန်သူအကြိုက်အမေရိကန်အာဘော်အကြိုက်ကျွန်တော်တို့ကလိုက်ပြောလို့မရတဲ့အခြေအနေမျိုးနော်ကိုတိုင်ကိုကြစနစ်တကျရှေ့ဆက်သွားနိုင်မှသာလေကျွန်တော်တို့ကအောင်မြင်မှုပန်းနိုင်ကိုရောက်မှာကျွန်တော်တို့သတင်းအစိတ်တွေခတ်တဲ့ပြဿနာကလည်းအမှန်တန်ရေးကြည့်တယ်နော်သတင်းတွေကိုထင်ပေါ်ကြော်ကြားအောင်လို့ပြောနေတဲ့လူတွေကိုလည်းသတိထားစေချင်တယ်တော်လိုင်းအရန်ရေးကြည့်ပြီအဲ့တော့ဘာကိုပြောချင်တာလဲဆိုတော့ယနေ့ကာလတိတ်ရေးကြည့်တယ်အဲ့တော့သတင်းသမားတွေအခန်းကဏ္ဍလည်းအမှန်တန်မှအရေးကြီးတယ်နော်သတင်းကတော့သူတို့ကတင်လိုက်တာပဲဥပမာဝင်ဗျာစစ်ကောင်စီကနေပြီးတော့လေနဲ့ဘုံကျွဲသွားတဲ့သတင်းတွေစစ်ကောင်စီကနေရွာတွေမီးရှို့သွားတဲ့သတင်းတွေဒါတွေကတင်တာတော့ကောင်းသလိုမတင်သင့်ဘူးလို့တော့ကျွန်တော်အနေနဲ့ယူဆတယ်။ဘာလို့တိုင်းရင်းသားတွေနှစ်ပေါင်း80လောက်ဘယ်မီဒီယာမှမရှိခင်မှာကြေးရွာတွေမီးရှို့နော်ရှိရဲ့ဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီတိုင်းသားဒေသတွေမှာကြိတ်ပိတ်ပြီးခံရတဲ့အချိန်ကဘယ်မီဒီယာမှဒီလောက်ထိမဖြစ်ဘူး။ဘာလို့မီဒီယာကကြေညာခြင်းအပြင်ရန်သူကပြစ်မှတ်ကိုထိမထိပြစ်မှတ်ကိုသေမချမသေးကြဆိုတာသူကပို့ပြီးတော့တွက်ဆလို့ရသွားတယ်။နော်အဲ့တော့လေချောင်းရံကြီးထိရောက်မှုရှိမရှိဆိုတာကိုရန်သူဘက်ကဒီသတင်းတွေကိုကြည့်ပြီးတော့သူကဆုံးဖြတ်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ဘယ်လိုထိုးစစ်တွေဆင်မလဲဆိုတာကိုစူးစမ်းနိုင်တယ်။အဲ့တော့ယနေ့NUG ဝင်ကြီးဌာနကဝင်ကြီး3ပါးလောက်ကတော့မျက်ခုံးလှုပ်နေတယ်အဲ့ဒါကတော့အထူးသတင်းပေါ့ဗျာနော်စကားစားလည်းသူ့ကိုယ်သူကြောက်လန့်နေတဲ့အခြေအနေမျိုးတွေရှိတယ်နော်အဲ့ဒါဘာလဲဆိုတော့ RSO လို့ခေါ်တဲ့ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေဘင်္ဂလားဒေ့ရှ်ကဖမ်းလိုက်တဲ့ပြဿနာကအကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်အဲ့ဒီထဲမှာ genocide ထဲမှာပါလာမဲ့လူတွေက NUG ဝင်ကြီးဌာနကလူတွေပါပါတယ်နောက်ပြီးတော့ CSO နိုင်ငံရေးသမားတွေပါပါတယ်ကျွန်တော်မပြောသေးဘူးနော်ခင်ဗျားတို့ကိုသိခင်ဗျားတို့လူမျိုးရေးဘာသာရေးကိုအစွန်းရောက်ပြီးတော့စကားစားနဲ့ပေါင်းပြီးတော့ရခိုင်တိုင်းရင်းသားတွေရောဘင်္ဂါလီတွေပေါ်မှာပါခင်ဗျားတို့တွေလှုပ်ရှားခဲ့တဲ့ပြဿနာခင်ဗျားတို့ကမ္ဘာခုံရုံးမှာရှင်းရတော့တယ်ခင်ဗျားတို့ကရခိုင်တပ်တော် AA ကဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုခင်ဗျားတို့က short တွက်တယ်ရခိုင်နိုင်ငံရေးဆိုတာကဗိုလ်ချုပ်အောင်ဆန်းတို့မပေါ်ခင်နဲ့ရခိုင်နိုင်ငံရေးရှိခဲ့တာကရင်နိုင်ငံရေးဆိုတာကလည်းဒီလိုပဲခင်ဗျားတို့ဗမာတွေစပြီးဒိုးဗမာအစီအုံမရှိခင်တည်းကရင်တွေကလွတ်လပ်ခွင့်ဒန်းတူညီမျှခွင့်ကိုအင်္ဂလိပ်ရှိမှာမကြောက်မညွန့်နဲ့တောင်းခဲ့တာကျွန်တော်တို့ယနေ့ကာလမှာတမိုင်းမပိုင်ရင်ကျွန်တော်တို့အတွက်စစ်နိုင်တဲ့အလကားပဲတမိုင်းမပိုင်ရင်ကျွန်တော်တို့စစ်နိုင်တဲ့အလကားပဲကျွန်တော်တို့ကတမိုင်းမခံရင်လည်းစစ်နိုင်ဖို့မလွယ်ဘူးမင်းအောင်လှိုင်ကပြောပြီးသားကျွန်တော်အမြဲတမ်းပြောလေရန်ကုန်ရဲ့မန္တလေးရဲ့နေပြည်တော်ရဲ့ကြံရပြီဆိုတာသူ့ရဲ့မဲဆန္ဒနယ်တွေတီးခြားတတ်မှတ်ဖို့အတွက်ကိုသူစူးစမ်းနေတာဒါကိုကျွန်တော်တို့ပြည်သူလူထုကြည်ကြဲပြောမဲ့နားလည်ဖို့အတွက်ခင်ဗျားတို့သိရလူတွေကပြောဖို့လိုတယ်ကျွန်တော်တို့ကနေ lobby လိုပုံစံမျိုးနဲ့ရှောက်ပြောနေရတာကျွန်တော်တို့ကအမတန်မှခက်ခဲတယ်ကျွန်တော်တို့ဌာနေတိုင်းရင်းသားတတ်မှတ်တဲ့နေရာမှာစကိုင်းတိုင်းလိုနေရာမျိုးက Federal ကိုစံပြရမှာဗျFederal Democracy နဲ့ Federal ဖွဲ့စည်းပုံစံပြရမှာစကိုင်းတိုင်းဒေသကြီးဖြစ်တယ်စကိုင်းတိုင်းမှာကျွန်တော်ပြောတယ်ကချင်ရှိတယ်ရှမ်းပြည်ရှိတယ်လာဦးရှိတယ်ချင်းရှိတယ်နော်ဗမာရှိတယ်ကျွန်တော်အများနဲ့ပြောခဲ့တယ်နော်စကိုင်းတိုင်းဒေသကြီးမှာ
ရှမ်းနီရှိတယ်ချင်းရှိတယ်နော်ရှမ်းနီရှိတယ်ချင်းရှိတယ်ကချင်ရှိတယ်လာဦးရှိတယ်ပြီးရင်ခင်ဗျာဗမာရှိတယ်အဲ့တော့အဲ့လိုမူဝါဒရေးဆွဲတဲ့နေရာမှာမူဝါဒရေးဆွဲတဲ့နေရာမှာကျွန်တော်တို့ကမဟာဗျူဟာကြကြနီးဗျူဟာကြကြရေးဆွဲဖို့အမတန်ရေးကြည့်တယ်ကျွန်တော်တို့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကိုတွားမယ်ဆိုစကိုင်းတိုင်းလိုဒေသမျိုးကမြို့နယ်အလိုက်ခရိုင်လိုက်ကတပ်ပေါင်းစုတွေဖွဲ့ရမယ် NUG MOD အနေနဲ့ကလည်းတပ်ပေါင်းစုတွေမှာကိုကအစိုးရဆိုပြီးဥဆောင်လို့မရဘူးစစ်မှာကအရေးချင်းကဥဆောင်ရတာကြော်ကြားမှုကဥဆောင်လို့မရဘူးစစ်မှာအရေးချင်းကဥဆောင်ရတာစစ်မှာတရားဝင်မှုမရှိဘူးစစ်ဆိုတာတရားဝင်မှုမရှိဘူးစစ်ဆိုတာကအနိုင်တိုက်နိုင်တဲ့ဥဆောင်မှုပဲလိုတာစစ်မှာတရားဝင်မှုမရှိဘူးတော့ခင်ဗျားတို့ကတရားဝင်အစိုးရငါတို့ကအစိုးရငါတို့ခိုင်းတာလောက်ပါဆိုတော့ခင်ဗျားတို့အရေးချင်းရှိတဲ့လူတွေကိုနေရာပေးတတ်ဖို့လိုတယ်အရေးချင်းရှိတဲ့လူတွေကိုပွဲထုတ်တတ်ဖို့အရေးကြီးတယ်ခင်ဗျားတို့မီဒီယာမှာအင်တာဗျူးလဲခင်ဗျားတို့စောက်ခွက်ပဲစစ်တိုက်တဲ့ယူနီဖောင်းတကားကလည်းမျိုးသိန်းနဲ့ဆိုလဲခင်ဗျားတို့စောက်ခွက်ပဲဒါကမဖြစ်တဲ့ပြဿနာစစ်ကောင်းဆောင်ဆိုတာစစ်ကောင်းဆောင်လို့ပြီးသားရတယ်လူကြီးဆိုတာလူကြီးလို့ပြီးသားရတယ်ကျွန်တော်တို့ကပြည်သူလူထုကိုမိုဒီပဲပေးပေးကိုယ့်ရဲ့ရဲဘော်ကိုမိုဒီပဲပေးပေးစစ်မှန်တဲ့မိုဒီမျိုးကိုပေးရမယ်ခင်ဗျားတို့ပြည်သူလူထုရဲ့စိတ်ခံစားချက်ကိုအယောင်ဆိုးပြီးတော့တော်လှန်ရေးကိုလှုပ်ရှားဖို့တော့နဲ့ကျွန်တော်တို့စစ်တိုက်လို့တော့မရတော့ဘူးဒီ2025နှစ်ကုန်ပိုင်းကအမတန်ရေးကြီးတယ်ကျွန်တော်တို့အတိုင်းအတာတစ်ခုထိကိုစိုးမိုးနိုင်ပြီးတော့ထိန်းချုပ်နိုင်မှုရေးကြီးတယ်ကျွန်တော်တို့ကစိုးမိုးနယ်မြေတွေရှိပေမဲ့ထိန်းချုပ်ကန့်သတ်နိုင်တဲ့နယ်မြေတွေကိုပုံမူပြီးတော့ချက်တွင်မှုအရေးကြီးတယ်အခုမန္တလေး PDF တွေ TNL နဲ့တွဲတိုက်တယ်10-20ခုဒုတိယစစ်စင်ရေးနဲ့အတူပေါ့တိုက်လာတယ်နော်ခင်ဗျားတို့ဒီမှာအဖွဲ့3ဖွဲ့နဲ့နေရာ3ခုခင်ဗျားတို့ခွဲပြီးတော့နေရာယူကြတယ်ဟုတ်လားမန္တလေး PDF တွေမန္တလေးပကပတွေကတစ်ဖွဲ့ PNL ပြည်သူ့လူမျိုးရေးတစ်ဖွဲ့ကတစ်ဖွဲ့မပြည်သူ့လူမျိုးရေးတစ်ဖွဲ့နော်လူငယ်တွေစုဖွဲ့ပြီးတော့တစ်ဖွဲ့ TNL ကတစ်ဖွဲ့အဲ့မှာနယ်မြေထိန်းချုပ်ကန့်တက်တဲ့နေရာမှာပူးတွဲစစ်စင်ရေးတွေမှာစောက်ပြဿနာတက်တာအဲ့ဒါပဲနော်ပူးတွဲစစ်စင်ရေးရဲ့မူဝါဒလမ်းစဉ်ကိုငကိုတွေကချမှတ်ထားတဲ့မူဝါဒမရှိတဲ့အတွက်မို့လို့ခင်ဗျားတို့ဥပဒေဆိုတာလည်းနားမလဲဘူးဂျနီဗာကွန်ဗန်းရှင်းဆိုတာဘာမှနားမလဲဘူးလှုပ်ချင်တိုင်းလှုပ်လို့စောက်ပြဿနာတွေတက်လို့ပြည်သူလူထုကအတန်ထွက်လာတာဒါကိုခင်ဗျားတို့နံပါတ်1နားလဲဖို့ရည်ကြီးတယ်အခုကျွန်တော်တို့မန္တလေး PDF တွေဘာလို့ရှေ့ဆက်မထွက်နိုင်လဲဆိုရှင်ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ပူပေါင်းစစ်စင်ရေးတွေဆွဲတဲ့နေရာမှာကိုတိုင်ကအရေးချင်းရှိပြီးတော့ကိုတိုင်ကဖြတ်သွက်လက်လက်တော်တော်လက်လက်တကယ်ကိုထုံထုံပေါက်ပေါက်စစ်ရေးနားလဲတဲ့လူဖြစ်ခဲ့အရှိမရောက်เสียအကြောင်းမရှိဘူးအခုနထိုးကြီးမြင်းတန်တောင်တာပခုတ်ကူရေးစကြိုးဘာဖြစ်လို့စစ်အုပ်စုကအသေးတန်အဲ့ဘက်ကိုလေနဲ့ဘုံကျဲလဲမန္တလေးတိုင်းဒေသမှာ तू ကတနက်တန်မကြားချင်ဘူး PDF တွေမမြင်ချင်ဘူးဆိုတဲ့ပုံစံမျိုးကို तू ချနေနေတာဒါကိုကျွန်တော်တို့နံပါတ်1နားလဲဘူးလို့လေရန်ကုန်ရဲ့မန္တလေးရဲ့နေပြည်တော်ရဲ့ကြံရပြီဆိုတဲ့မင်းအောင်လှိုင်ရဲ့စစ်စင်ရေးကိုကျွန်တော်တို့ကနားလည်မှုအရေးကြီးတယ်တိုင်းရင်းသားထောင်လှမ်းရေးဘက်က9ဦးနေပြည်တော်ထဲမှာရှိတယ်တိုင်းရင်းသားထောင်လှမ်းရေးဘက်ကနော်ဒါပြင်ဆင်ထားပြီးတာတွေကိုပြောပြတာခင်ဗျားတို့ NUG MOD ကဘာမှပြင်ဆင်ထားတာမရှိဘူးစိတ်ကုန်ဝင်သားတာဒီကောင်လေးကိုကျွန်တော်စိတ်ဝင်သားလို့လဲမွေးပန်ကျင်တော့အခုနည်းနည်းပါးလူငယ်တွေအခုလောင်လာတယ်ပြောင်းလာတယ်ပျော်တယ်ကျွန်တော်တွေ့ရတာစိတ်ချမ်းသာတယ်သူတို့ပြောရဲဆိုရဲတွေရှိလာတယ်သူတို့တွေလောင်ရဲပြောင်ရဲတဲ့စိတ်တွေရှိလာတယ်ဒါပေမဲ့ကျွန်တော်တို့ကပြောရဲဆိုရဲလောင်ရဲပြောင်ရဲတာကိုကဂုဏ်ယူစရာမဟုတ်ဘူးကျွန်တော်တို့ကတမိုင်းအထောက်ထားတွေနဲ့ကျွန်တော်တို့ကအနာဂတ်နိုင်ငံရေးရောလက်ရှိပြစ္ဆုတ်ပံနိုင်ငံရေးရောကြံခဲ့တဲ့အတိတ်တမိုင်းကနိုင်ငံရေးတော်လှန်ရေးတမိုင်းတွေပါသိဖို့ကျွန်တော်တို့အမတန်ရေးကြီးတယ်မြေပြင်တက်မှုလို့ပြောပြီးတော့စစ်မတိုက်ဘဲနဲ့တော့မရဘူးနိုင်ငံရေးအတွေးခေါ်မရှိဘဲနဲ့မရဘူးကျွန်တော်တို့တိုက်နေတဲ့စစ်ပွဲကနိုင်ငံရေးအတွေးခေါ်ပါရမှာကျွန်တော်တို့ဘလောက်ပဲစစ်တိုက်ကောင်းကောင်းနိုင်ငံရေးအတွေးခေါ်မပါရင်ကျွန်တော်တို့စစ်တိုက်ခဲ့တဲ့အသက်တွေကျွန်တော်တို့ပေးဆက်ခဲ့ရတဲ့ဘဝတွေကျွန်တော်တို့ကုံဆုံးခဲ့ရတဲ့အချိန်တွေကအလဟတ်သက်ဖြစ်သွားမယ်လူတိုင်းမှာအတိမတ်ပြုခံခြင်းစိတ်ရှိတယ်အတိမတ်ပြုလို့စိတ်ရှိတဲ့လူတွေကဥဆောင်တဲ့လူတွေဖြစ်ရင်ပြဿနာမရှိဘူးခင်ဗျားတို့ဝေဖန်တဲ့ဒလန်လို့ဆွဆွဲတယ်ခင်ဗျားတို့ကိုပြောတယ်ဟာဒီကောင်ကဘလို့ညာလို့အစိုးရတရက်ပဲဖြစ်ဖြစ်အစိုးရတရက်ပဲဖြစ်ဖြစ်လူအဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်အဝေဖန်ခံနိုင်ရမယ်
အပြောဆိုခံနိုင်ရမယ်ဒါမှကျွန်တော်တို့ကပြုပြင်ထိန်းချောင်းပြီးတော့ဘာတွေလိုအပ်ချက်ရှိတယ်ဘာတွေမှားနေလဲဆိုတာကိုပြင်ဆင်ခွင့်ရှိမှာငါလှုပ်ချင်တာလှုပ်မယ်ငါလှုပ်တဲ့ဟာကအလုပ်ဖြစ်တယ်ငါတို့ကတရားဝင်မှုရှိတယ်ဆိုတဲ့မာနမျိုးထားခင်ဗျားတို့ကြဆုံးပါအခုလည်းကြဆုံးနေပါတယ်ဒီတော်လန်ရေးဒီတိုင်းရင်းသားတွေအားလုံးဥဆောင်သွားလိမ့်မယ်ဒီတော်လန်ရေးဒီတိုင်းရင်းသားတွေအားလုံးဥဆောင်သွားလိမ့်မယ်နော်အခုတို့ခင်ဗျားတို့ AR တိုင်းစစ်စင်ရေးတို့ပဲခူးတိုင်းစစ်စင်ရေးတို့အားလုံးမှာခင်ဗျားတို့အရေးချင်းရှိတဲ့လူဆိုလို့ MOD နဲ့တော့မတွဲပါဘူးဘုံမှုညွှန်းလိုက်ကျွန်တော်တော်တော်လေးစားတယ်ကျွန်တော်တောင်းလူမျိုးကျွန်တော်လေးစားခဲ့တယ်နော်သူတို့တကယ်နယ်မြေဆိုးမှုထိန်းချုပ်မှုကန့်သတ်မှုတွေရှိအောင်လုပ်ကြိုးစားတယ်ပဲခူးရိုးမှတယ်မှာဒါကျွန်တော်တို့ကြိုးစိုးတယ်ဒါပေမဲ့ကျွန်တော်တို့မှာတော်လန်ရေးအောင်သွားတယ်ဆိုရင်ဖြစ်လှုပ်ရှားတွေအများကြီးကြံသေးတယ်ကျွန်တော်တို့ကတော်လန်ရေးတော့အောင်သွားတယ်တော်လန်ရေးနဲ့အတူအောင်ပွဲတွေရပြီးတော့နိုင်ငံရေးအတွေးခေါ်မရှိရင်ကျွန်တော်တို့နိုင်ငံကအဖြူရောင်အာဏာရှင်တွေထပ်ပေါ်လာမယ်ဆိုတာကိုလည်းကျွန်တော်တို့ရဲ့မြေပြင်တက်မှုတွေကနားလည်ဖို့အမတန်ရေးကြီးတယ်ကျွန်တော်တို့သမိုင်းအကြောင်းအထောက်ထားတွေကိုကျွန်တော်တို့တေချာပြန်ကြည့်မယ်တိုင်းရင်းသားတွေနဲ့အတူတူလက်တွဲပြီးတော့ကျွန်တော်တို့ Federal ဖွဲ့စည်းပုံ Federal Democracy Federal တက်မတော်ဖြစ်အောင်ကျွန်တော်တို့စူးစမ်းညီညွတ်ရေးတပ်ပေါင်းစုအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု Federal တပ်ပေါင်းစုဆိုတဲ့ဟာကိုကျွန်တော်တို့တဆင့်ချင်းသွားရမယ်နော်ညီညွတ်ရေးတပ်ပေါင်းစုတွေအရင်ဖွဲ့ပါပြီးရင်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုတွေဖွဲ့ပါပြီးရင်ပြည်ထောင်စုကာကွယ်ရေးတပ်ပေါင်းစုဖွဲ့ဖို့လိုတယ်အများကြီးကြံသေးတဲ့အလုပ်တွေကရန်သူကြသွားရင်တော့မှရန်သူမရှိတော့ဘူးဆိုရင်တော့မှစနစ်တစ်ခုကိုပြောင်းမယ်ဆိုရင်တော့မှကျွန်တော်တို့ကဘယ်စနစ်ကိုလက်ကင်ထားပြီးတော့ဘယ်လိုစုဖွဲ့မှုနဲ့သွားရမလဲဆိုတာကိုအမှန်တန်ရေးကြည့်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စစ်တိုက်လို့နိုင်သွားရင်ကျွန်တော်တို့လက်နက်ကင်အင်အားစုတွေကိုဥပဒေအရဟုတ်ကဲ့ကောင်းပြီနော်ဥပဒေအရဆိုပြီးတော့အကြောင်းပြပြီးတော့ကျွန်တော်တို့တွေကနိုင်ငံရေးသမားတွေရဲ့ပုံစံကွက်တွေကိုပြန်ဝင်သွားလို့မရဘူးကျွန်တော်တို့တွေကနိုင်ငံရေးသမားတွေကိုခိုင်းရမှာကျွန်တော်တို့ကနိုင်ငံရေးသမားတွေကိုခိုင်းဖို့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကစစ်တိုက်ရုံနဲ့မပြီးဘူးနိုင်ငံရေးလဲနားလည်ဖို့အမှန်တန်ရေးကြီးတယ်ဒါပေမဲ့ယနေ့လူငယ်တွေယနေ့ရဲဘော်တွေကျွန်တော်လေးစားတယ်နိုင်ငံရေးရဲ့သမိုင်းကိုမသိပေမဲ့နိုင်ငံရေးရငါတို့ကိုလိန်လို့မရဘူးဆိုတာကိုတဖြည်းဖြည်းချင်းနားလည်လာတဲ့ပုံမှာကျွန်တော်တို့ကတော့ဂုဏ်ယူတယ်အဲ့တော့သက်ဆိုင်ရာ EAO နယ်မြေမှာရှိနေတဲ့ EAO ခေါင်းဆောင်ပိုင်းတွေကိုလည်းကျွန်တော်တို့ကတောင်းဆိုချင်တာကပြပြတသားဆောင်ရွက်ပေးပါကျွန်တော်တို့ကကျွဲကူးရေပါနဲ့နထွားခါနာပုံစံမျိုးတော့မလုပ်သင့်တော့ဘူးဒီကောင်တွေကိုကျွန်တော်တို့ကပြပြတသားစကားစားအုပ်စုကိုရောဒီ NUG MOD ရဲမှာရှိတဲ့တကယ်အလုံးလုံးတဲ့လူတွေနဲ့ကျွန်တော်တို့ကလက်တွဲရမယ်ဒီကျွန်တော်တို့2025ကုန်သွားလို့လွှတ်တော်တက်တန်းပြည့်သွားတဲ့ခါကျရင်အစိုးရစုဖွဲ့မှုကအမှန်တန်ရေးကြီးတယ်တော်လန်ရေးကမနေ့ပြန်အောင်ရင်လည်းအောင်မယ်တစ်ဖက်ကအောင်ရင်လည်းအောင်တယ်အဲ့ဒါရန်သူရဲ့ပူးပေါင်းဆောင်ရွက်မှုပုံမှာမူတည်တယ်ဘာလို့ကောဆရာဟိုဆိုင်ငယ်လေးအားလာဘူးဘယ်လောက်ကြာမကောဟိုကိုအားအောင်ပြောတယ်ကွာကိုစရာကြီးလာဖို့စင်ဖို့ရှိလို့တဲ့ကိုစရာကြီးဆိုလို့လေကိုစရာဘကိုးစရာဘကိုးစရာတွေကိုလာမှာဇလန်းရှုပ်ပြန်ကွာအဲ့ဒါဆိုရင်ကိုစရာကြီးလာမှာတွက်ကြွရမှာသူကြွရမှာတွက်ကြွရမှာဆိုဒီလိုလောက်လိုက်ငါထိဖို့အောင်လည်းယူလိုက်လည်းယူလိုက်ဆိုတော့အဲ့မှာမင်းတို့တနေကုန်ယူလိုက်ညနေခင်းမှာငါ3နိုင်လောက်မှလည်းပြန်ပို့လိုက်ဟုတ်ပြီလားနော်စားရရွာမလားငါအခုတောင်းနေသွားမှာငါထင်းဖြတ်ရမှာမလို့မထင်းကိစ္စလုပ်ပြလိုက်ဖို့ခံပြေးလိုက်ဖို့ခံတယ်နော်โอเคနော်အဲ့ဒါအရင်လောက်ထားလိုက်โอเคကိုခေါ်လာกันဟုတ်ပြီအဲ့မင်းကိုချင်းနဲ့100 200လောက်ယူခဲ့ပါတော့မရှိတော့ကုန်းကြီးလည်းရှိရကွာအဲ့ကောင်းပြီအဲ့ဆိုမင်းအဲ့ထိဖို့ကတယောက်လှပ်ပြလိုက်နော်ဟုတ်ဟုတ်ပြီဘာမလားသိတဲ့တော်ပါပြီကွာမင်းရုံစရိုက်ကွာမိုးမလို့သေးဘူးဟယ်လိုနောက်မှပြန်ဆက်ငါမှလိုက်လွင့်လို့အဲ့တော့ကျွန်တော်တို့လက်ရှိကာလကအမှန်တန်ရေးကြည့်တယ် EAO ခေါင်းဆောင်တွေအနေနဲ့လည်းကျွန်တော်တို့ဒီဗမာအင်အားစုဖြစ်တဲ့local PDF တွေကျွန်တော်တို့ MOD အောက်က PDF တွေကိုကိုသားရင်ဗမာအားလုံးလက်တွဲပြီးခေါ်ဆောင်ပေးသွားကြပါနောက်တစ်ခုကျွန်တော်တို့ပြောချင်တာကMOD အောက်မှာရှိနေတဲ့ PDF တွေကလည်းကျွန်တော်တို့တိုင်းရင်းသားဒေသတွေမှာမိကိုနေထိုင်နေတဲ့ကျွန်တော်တို့ရဲ့ PDF တွေကလည်းပကတိအခြေအနေကိုမိမိတို့ဘာသာမိမိတို့နားလည်ဖို့အရေးကြီးတယ်ဘသူလိန်တယ်ဘသူမလိန်ဘူးဘသူမှားတယ်ဘသူမှန်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိတယ်အဲဒီတော့ကျွန်တော်တို့ကဒေသအတွင်း PDF တွေကတိုင်းရင်းသားဒေသမှာရှိနေတဲ့ဒေသအတွင်း PDF တွေက
大哥， နော်တိုင်းသားဒေသမှာရှိနေတဲ့ PDF တွေကလည်းကျွန်တော်တို့သက်ဆိုင်ရာ EO တွေနဲ့ပူးပေါင်းအောင်ပြီးတော့နော်ကျွန်တော်တို့ဘယ်လိုလက်တွဲပြီးဆောင်ရွက်ရမလဲဆိုတာကိုနားလည်ဖို့ရည်ကြည်တယ်နော်နားလည်ဖို့ရည်ကြည်တဲ့နေရာမှာကျွန်တော်တို့ကစီရေးရှိမယ်အုပ်ချုပ်ရေးရှိမယ်လုံခြုံရေးရှိမယ်နော်စီရေးအုပ်ချုပ်ရေးလုံခြုံရေးတွေကိုကျွန်တော်တို့ကမူဝါဒခိုင်ခိုင်မာမာနဲ့ပြတ်ပြတ်သားသားယက်တည်တတ်ဖို့စဉ်းစားကြပါနော်တချို့ကိစ္စတွေကျွန်တော်တို့ကတိတ်မပြောချင်ဘူးကျွန်တော်တို့ဒီတော်လိုင်းရေးကတော့2025 26 2029မှာပြီးတတ်မယ်နော်ဒါနဲ့မြန်နိုင်မြလည်းမြန်အောင်ကြိုးစားနေတယ်ကျွန်တော်တို့ကမြို့တွေကိုမသိမ်းမဲနဲ့လမ်းတွေကိုထိန်းချုပ်နိုင်မှုမဟာဗျူဟာကြတဲ့လမ်းမိုင်းဆက်သွယ်ရေးတွေကိုဖျက်တောက်နိုင်ဖို့ဒီတစ်နှစ်မှာတော့ကျွန်တော်ပြင်ဆင်ရမယ်နယ်မြေတွေစိုးမိုးထိန်းချုပ်ဖို့မဟာဗျူဟာကြတဲ့လမ်းပိုင်းတွေကျွန်တော်တို့ထိန်းချုပ်ကန့်သတ်ဖို့ရန်သူဘက်ကိုကျွန်တော်တို့ကအင်းနဲ့အားနဲ့စဉ်းစားထားတယ်တချို့နေရာမှာရန်သူကလက်လွတ်ထားပေးတဲ့နယ်မြေတွေရှိတယ်ဒါတွေကဘယ်နေရာတွေလဲဆိုတော့ကျွန်တော်တို့သိတယ်အဲ့တော့ဘလို့စစ်တိုက်ပြီးတော့ဘလို့ခုခံကာကွယ်ကျွန်တော်တို့ကဟိုတွန်းလှန်ရမယ်ဆိုတာကိုလည်းသိထားတယ်အဲ့တော့စီရေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့ဘာမှသိမပြောချင်ဘူးဒီ2025ဒီတော်လိုင်းရဲ့အရွေးတစ်ခုတော့ကြီးကြီးမားမားထိန်းချုပ်ကန့်သတ်သွားလိုက်မယ်အဲ့လိုပဲ2026 2029မှာတော့ကျွန်တော်တို့ဒီဗမာတွေဖြစ်တဲ့ကျွန်တော်ဗမာအင်အားစုတွေဖြစ်တဲ့တော်လိုင်းအင်အားစုတွေကလည်းစီရေးနိုင်ငံရေးကိုနားလည်ဖို့လိုတယ်စီရေးနိုင်ငံရေးကိုသဘောတရားလက်တွေ့အကောင့်တွေပေါ်နိုင်မှုအမှန်တန်ရေးကြည့်တယ်အဲ့တော့ line ပေါ်မှာစောက်ပြဿနာတက်နေတဲ့ foundation အုပ်စုတွေလည်းသတိပေးမယ်နော်ဒါဒုတိယတစ်ချိန်သတိပေးတာခင်ဗျားတို့ဘာနေခင်ဗျားတို့ဟိုခိုးတာလိန်တဲ့ကိစ္စတွေကရက်လိုက်တော့မြေပြင်ကိုတိုက်ရိုက်လူပေးပါမြေပြင်ကိုတိုက်ရိုက်လူပေးပါမလူတိုက်ရင်လည်းလာပြောပါနော်မြေပြင်ကိုတိုက်ရိုက်လူပေးပါတကယ်ခက်ခဲနေတဲ့ PDF တွေအများကြီးပါနော် local တွေရောဒီ MOD အောက်က PDF တွေရောအများကြီးပါကျွန်တော်တို့က3နှစ်3မိုးလုံးအလိမ်ညာလေးနဲ့ကျွန်တော်ခံစားရပြီနော်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ကလည်းမြေပြင်မှာတကယ်လှုပ်လှုပ်တာဘယ်သူတွေလဲတကယ်ဟိုဘယ်လိုပြောစူးစမ်းနေတာဘယ်သူတွေလဲဆိုတာနားလည်ဖို့ရည်ကြီးတယ် line ပေါ်မှာရှိပြီးနာမည်ကြီးနေတဲ့အပေါ်ဒီမှာပဲ like တာရမနေကြနဲ့နော်ဒါကျွန်တော်တဲ့ပြောပြတာအဲ့တော့ဒီ2025ရဲ့နှစ်ကုန်ပိုင်းဟာရန်သူဖြစ်တဲ့စကားစအကြမ်းဖက်အတွက်ကောခွက်ခောက်လို့ပြောတဲ့ခင်ဗျားတို့လူကြီးလူကောင်းလို့သတ်မှတ်တဲ့ကိုတရားဝင်ပါတယ်လို့အမတန်မှဂုံယူဝင်ကြတာပြောတဲ့အုပ်စုပါကျွန်တော်တို့ကစီစစ်တမရလိမ့်မယ်နော်စီစစ်ဖယ်ရှားပွဲတမရမယ်ပြတ်သားဆောင်ရမယ်ပြတ်သားမဆောင်ရတမကာလပတ်လုံးကျွန်တော်ဒုက္ခရောက်မှာနော်အဲ့တော့မဲဆောက်နိုင်ငံရေးတွေချင်းမိုင်နိုင်ငံရေးတွေတော့လာမလုပ်ကြနဲ့အဆင်မပြေတော့ဘူးတော်တော်အဆင်မပြေတော့ဘူးဗုဒ္ဓဘာသာလို့ပြောပြီးတော့မင်းအောင်လိုင်အခုဘုန်းကြီးเจ้าတွေဘုံကျဲတယ်ဘုန်းကြီးเจ้าဘာသာရေးအဆောက်အုံတွေသာသနိကအဆောက်အုံတွေဖျားစီဒီပထိုးတွေအကုန်လုံးဘုံကျဲတယ်ယနေ့အချိန်ထိမြန်မာနိုင်ငံတန်ခါနာကအဖွဲ့ကဘာအတန်ထွက်ရဲလဲကျွန်တော်မေးခွန်းမေးပြီနော်ကျွန်တော်မေးတော့မယ်ယနေ့ကာလမင်းအောင်လိုင်ဗုဒ္ဓဘာသာကိုယုံကြည်တတ်ဝင်လေးစားပါတယ်ဆိုတဲ့ဖျားဦးကုန်းကြော့ပြီးတော့ကမ္ဘာအကြီးဆုံးဖျားကြောက်စင်းထုပါတည်ထားတဲ့အကျမ်းပတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်လေရင်နဲ့ဘုံကျဲတယ်သာသနိကအဆောက်အုံတွေဖုံကြီးเจ้าတွေကျိုးကြေပျက်စီးတယ်တခြားသောဘာသာရေးအဆောက်အုံခဏတာတခြားသောဘာသာရေးအဆောက်အုံခဏတာဗုဒ္ဓဘာသာနိုင်ငံလို့ပြောပြီးဗုဒ္ဓဘာသာဖျားစီဒီပထိုးတွေကိုဘုံကျဲလေရင်နဲ့ဗုဒ္ဓဘာသာသင်္ကန်းဝဲဖုံကြီးယဟန်တန်ဃာတွေကိုအတုံးယုံလဲပြူပြီးတော့သေနေတဲ့အချိန်မှာဘယ်နိုင်ငံကဘယ်မြန်မာနိုင်ငံမှာရှိနေတဲ့တန်ခါနာယာကတော့မှအတန်မထွက်တဲ့ဟာကိုဘယ်နိုင်ငံမှဝမ်းနေကြောင်းလည်းပြောမှာမဟုတ်ဘူးဒါကိုစောက်ကြီးစောက်ကျဲလုပ်ပြီးတော့တခိုးအဖွဲ့ကနိုင်ငံတကာကိုတိုင်တော့လဲစောက်ကူးဆိုင်မယ်ထင်လို့လားမင်းတို့ရှိကအရေးချုံထားတဲ့ဖုံကြီးကရုံးတော်မှာစောက်တန်မထွက်တဲ့ဟာကိုငါတို့ကဘာလို့အမုန်းခံရမှာလဲဆိုတာမိကုန်းပြန်မေးခံရမယ်နော်ကိုဟုတ်လာပြီလို့တော့မထင်ကြနဲ့မြန်မာနိုင်ငံမှာရှိနေတဲ့တန်ခါနာကဆိုတဲ့အဖွဲ့အစည်းတောင်မှအတန်မထွက်ရဲတာအတန်မထွက်နိုင်တာတခြားသောနိုင်ငံကခင်ဗျားတို့စာရွက်ပေါ်ကနေပြီးတော့အရေးယူနေတဲ့ကိစ္စကတော့စောက်ထင်ကိုမကြည့်တာเนาะအဲ့တော့
ကိုယ့်ဘာကိုပြန်စဉ်းစားကျွန်တော်တို့ပြည်သူလူထုကလည်းတွေးတက်ဖို့အင်မတန်ရေးကြီးတယ်ကျွန်တော်တို့ပြည်သူလူထုကတွေးတက်ဖို့အင်မတန်ရေးကြီးတယ်ဗုဒ္ဓဘာသာတို့ကိုခံယူထားတဲ့လူတွေတာသနီကအဆောက်အုံတွေရဟန်းတန်ဃာတွေကိုဖျက်ဆီးတယ်ကျွန်တော်တို့ PDF ကိုမုန်းတာချစ်တာခဏထားဗုဒ္ဓဘာသာလို့ပြောလို့ရှိရင်ဗုဒ္ဓဘာသာရဲ့အခွင့်အလမ်းနီးနာနဲ့ကိုးကွယ်မှုယုံကြည်မှုဘာသာကိုအသက်ဝင်ဖို့ဆိုရင်ကိုတိုင်ကထိမ့်သိမ်းကန့်ကွက်တတ်ဖို့အရေးကြီးတယ်အဲ့တော့ရန်သူဘက်ကရည်ရွယ်ချက်ရှိရှိနဲ့လှုပ်ဆောင်နေတဲ့ဟာတွေကိုမျက်စိပိတ်နားပိတ်ပြီးတော့မကြားသလိုနေနေတာတော့အမှန်တန်စိတ်မကောင်းစရာဖြစ်ပါတယ်เนาะဒီပုံမှာအခွင့်အရေးယူပြီးတော့စကားစားဘက်ကအကြမ်းဖက်တယ်လေရင်နဲ့ဘုံကျဲတယ်ဆိုပြီးတော့เนาะလေရင်ပြစ်ကြီးကိုလိန်ယူသွားတဲ့လေရင်ပြစ်ဝယ်မယ်ဆိုပြီးလိန်စားသွားတဲ့တခိုးတွေတခိုးမတွေတရောင်းစားတွေကိုလည်းကျေးဇူးတင်ပါတယ်เนาะဖက်ခွက်စားတွေဖက်ခွက်စားနိုင်ငံရေးသမားတွေအီလစ်နိုင်ငံရေးသမားတွေကျေးဇူးတင်ပါတယ်အဲ့တော့ယနေ့ကာလရဲ့အခင်းချင်းကိုကျွန်တော်တို့ပြန်တွက်ရင်အနာဂတ်လူငယ်တွေကကိုစဉ်းစားပါเนาะအညာသားတွေမြို့နယ်အလိုက်ကြီးနယ်အလိုက်ခရိုင်အလိုက်တပ်ပေါင်းစုတွေဖွဲ့ကြပါတဘိုးတမင်းနဲ့တပိုင်စားတွေလုပ်ပြီးတော့တော်လန်ရေးပေါ်မှာတာယာနေတဲ့အခြေအနေရက်လိုက်ပါတော့เนาะကျွန်တော်ဒီဧပြီလအကုန်ကနေစပြီးတော့ကိုတပ်ပေါင်းစုဖွဲ့နိုင်အောင်တပ်ပေါင်းစုနဲ့လက်တွဲနိုင်အောင်ပြတ်သားဆောင်ရွက်နိုင်အောင်အမှန်တန်လုပ်ဖို့အရေးကြီးတယ်အဲ့တော့ PDF တွေအကုန်လုံးကဘာလုပ်ရမလဲဆိုတော့ပကပတွေကိုအာဏာသိမ်းလိုက်เนาะ KIO KIA ရဲ့အာဏာသိမ်းမှုဖြစ်စဉ်ကြီးကိုတမိုင်းပြန်လှန်ကြည့်ရင်တကယ်တမ်းဆို KIA တကယ်တမ်းဆိုရင်ဗိုလ်ချုပ်ဟေမန်လာလို့တက်လာလို့ဒါတော်ဗိုလ်ချုပ်ခွန်မလို့တက်လာလို့ဒါတော်ကောင်းတာเนาะအရင်တော့ကချင်တွေလည်းလူညံ့နေပဲဒါကချင်ပြည်နယ်မှာအာဏာသိမ်းဖြစ်စဉ်ကြီးပေါ်လာပြီးတော့မှ KIA ဆိုတာဒါတိုင်းရင်းသားလက်နက်ကိုင်တွေချားတဲ့မှာထုံထုံပေါက်ဖြစ်သွားတာတကယ်တော့KIA ကအာဏာမသိမ်းခဲ့ဘူးဆိုလို့ရှိရင်ဗိုလ်ချုပ်ဟေမန်လာလို့ဆိုတာလည်းပေါ်လာမှာမဟုတ်ဘူးလို့ဗိုလ်ချုပ်ခွန်မော်ဆိုတာလည်းပေါ်လာမှာမဟုတ်ဘူးเนาะဒါတော့ကျွန်တော်လည်းသိပါတယ်အဲ့တော့ KIA ရဲ့စစ်တွေဘာကြောင့်အောင်တာလဲနော် KIA ကဘာကြောင့်ဘာဖြစ်လို့ထုံထုံပေါက်ဖြစ်လာတာလဲဆိုရင်ပြက်သားဆောင်ရွက်ခဲ့လို့ဆိုတာကိုနံပါတ်1နားလည်းပိုရည်ကြည့်တယ်ဒီလိုပဲတောင်ပိုင်းမှာရှိနေတဲ့ကရင်တွေနဲ့ပတ်သက်ပြီးတော့မဝေဖန်ကြပါနဲ့ကျွန်တော်တို့ကကာဗာပေးနေတာမဟုတ်ဘူးကျွန်တော်တို့တိုက်နေရတဲ့ရန်သူရဲ့အင်အားနဲ့ကျွန်တော်တို့ဖြစ်ပြနေတဲ့အခြေအနေတွေကိုကျွန်တော်တို့ပိုသိတယ်နော်တိုင်းသားလက်နက်ကင်ထဲမှာစနစ်တကျနဲ့အထိကိုင်နေသုံးနဲ့အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့တိုက်ဖို့အတွက်ကိုကြိုးစားနေတယ်ကျွန်တော်တို့ကမြို့သိမ်းတာထက်ရန်သူကြဖို့အတွက်ကိုကျွန်တော်စဉ်းစားတယ်မြို့သိမ်းတာတဲ့ရန်သူကိုချင်းချောက်နိုင်ဖို့မဟာဗျူဟာကြတဲ့စီမံချက်တွေရှိပြီးသားပါပြည်သူလူထုတွေနဲ့လည်းဘာမှစိတ်မပူကြဘူးအားတင်းတာဖို့တော့အမှန်တန်ရေးကြီးတယ်အဲ့တော့မဟာဗျူဟာအမှားနီးဗျူဟာအမှားတွေကနေကျွန်တော်တို့ဘာဆက်ဖြစ်လာနိုင်လဲဆိုတော့လွဲမှားတဲ့အယူဝါဒတွေနဲ့ကျွန်တော်တို့မှန်ကန်တဲ့လမ်းစဉ်တွေမှာပျော်မွေ့နေလို့တော့မရတော့ဘူးကျွန်တော်တို့ဒီ local PDF တွေကိုအားဖြည့်ပေးပါမြေပြင်မှာတကယ်ရှိနေတဲ့လူတွေကိုကူညီပေးကြပါဓာတ်ရိုက်ကူညီပေးကြပါမကူညီတတ်ရင်ပြောကျွန်တော်တို့ဓာတ်ရိုက်ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ပေးမယ်เนาะမြေပြင်ရဲ့လိုအပ်ချက်တွေကအများကြီးရှိတယ်เนาะယနေ့ကာလအထိလည်းမပြည့်မစုံတဲ့ဒါငါတို့အိမ်ပြန်ရမယ်ဆိုတဲ့အတွေးခေါ်လေးတစ်ခုတည်းနဲ့မျောလင်းချက်ရောင်ကြီးလေးတစ်ခုတည်းနဲ့အသက်ရှင်နေရတဲ့ PDF တွေဘောကိုချင်းစာအခုကရင်နီမှာဖြစ်တဲ့ပြဿနာကတကယ်တမ်းပြောရရင်ကရင်နီကပျက်စီးသွားပြီဒုတိယမြောက်တောင်ပိုင်းဖြစ်နေပြီဒါကျွန်တော်တို့ပိုသိပါတယ်เนาะကရင်နီရဲ့ဖြစ်ပျက်နေတဲ့အခြေအနေတွေကเนาะကရင်နီမှာလည်းဒီလိုပဲတွက်ရှုပ်ပြီးတော့ပြဿနာပေါင်း16000တက်နေပြီးတော့စစ်စင်ရေးကိုတွားတဲ့အချိန်မှာကျွန်တော်ရှိရ PDF တွေအရှင်ဖမ်းခံရတဲ့လူတွေเนาะအသက်ခံရတဲ့လူတွေဘုံကြီးပါเนาะနေပြီးတော့ဘိုင်းဆိုင်ရာမှာလည်းအရှုပ်ထွေးတွေရှိတယ်အရင်တော့ကနေပြီးတော့101တက်ရင်ဆိုတာအမှန်တန်အားကောင်းခဲ့တဲ့ကိုရင်နီအခြေစိုက်ပြီးတော့တကယ်အားကောင်းခဲ့တဲ့အဖွဲ့အစည်းUG MOD ကနေပြီးတော့ကျိုးကင်ချဲလဲလိုက်တော့ပြတ်သွားတယ်เนาะအခုစောက်ပြဿနာပေါင်းများစွာသူ့ငါတက်ငါသူတက်တဲ့ဇလန်တွေပေါ်လာပြီအဲ့တော့ကိုမကိုပြန်စဉ်းစားကြကျွန်တော်တို့ကတော့ဘသူကိုမှတော့အပြစ်တင်နေတာမဟုတ်ဘူးငါတို့လောက်ရက်ကမှားသလားမှန်သလားငါတို့ဆောင်ရွက်နေတဲ့ဆောင်ရွက်မှုတွေကဘာတွေလိုအပ်နေလဲဆိုတာကိုသုံးသက်လူဆိုတာကအရင်ဆုံးကိုတိဆောက်ပြရတယ်လူဆိုတဲ့မျိုးကကိုတိဆောက်ပြကိုစူးစမ်းပြကိုရက်တည်နိုင်ပြီဆိုမှသူများအားကိုးကျင်လောက်တဲ့လူဖွဲ့စည်းလူပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရတာကိုတိုင်ကမတိဆောက်နိုင်ပဲနဲ့ကိုတိုင်ကမရက်တည်နိုင်ပဲနဲ့ကိုတိုင်ကပြတ်သားမဆောင်ရွက်နိုင်ပဲနဲ့တော့ဘယ်တော့မှလူရဝင်မှာမဟုတ်ဘူးယနေ့တော်လန်ရေးသည်ပြည်သူလူထုတော်လန်ရေးဖြစ်တယ်ယနေ့တော်လန်ရေးသည်တော်လန်ရေးကိုအဆုံးဖြတ်ပေးမှာကတော့ကျွန်တော်တို့ရဲ့ local PDF တွေတပ်ပေါင်းစုတစ်ခုဖြစ်ပေါ်လာလို့ရှိရင်ဒါပြတ်သားနဲ့ရန်သူကိုပြတ်သားချေမှုန်းနိုင်တဲ့အခြေအနေမျိုး
နိုင်ငံရေးနဲ့အနာဂတ်နိုင်ငံရေးကိုဆုံးဖြတ်ခါမှာကကျွန်တော်တို့ပြည်သူလူထုပဲဒီယနေ့တော်လှန်ရေးရောနိုင်ငံရေးရောမူတည်တာကပြည်သူလူထုပေါ်မှာပဲမူတည်တယ်ပြည်သူလူထုအားပေးထောက်ခံနေတဲ့အဖွဲ့အစည်းကသာအနိုင်ရခြင်းဆိုရင်ဒီတော်လှန်ရေးဘယ်တော့မှအောင်မှာမဟုတ်ပြည်သူလူထုကမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ရမှာကျွန်တော်တို့ကထောက်ခံခိုင်းတာမဟုတ်ဘူးเนาะဒီအချိန်မှာထောက်ခံလို့မရတော့တဲ့အခြေအနေပြည်သူလူထုအများကထောက်ခံလို့ငါတို့ကအစိုးရဖြစ်ရတယ်ငါတို့ကလူဖွဲ့စည်းဖြစ်ရတယ်ငါတို့ကတော်လှန်ရေးအင်အားစုဖြစ်ရတယ်လို့သတ်မှတ်လို့မရဘူးပြည်သူလူထုကဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချနိုင်ဖို့အရေးကြီးတယ်အဲ့တော့ပြည်သူလူထုကိုယ်တိုင်လည်းစီးရေးနိုင်ငံရေးကိုနားလည်ဖို့လိုတယ်သဘောတရားရေးကိုကြည်ညှက်ဖို့လိုတယ်ပြည်သူလူထုကမကြည်ညှက်ဘူးကျွန်တော်တို့မြေပြင်မှာရှိနေတဲ့ PDF တွေရော local PDF တွေရောကနိုင်ငံရေးကိုမသိဘူးဆိုရင်ငါတို့ကတော့စစ်အာဏာရှင်စနစ်ပြုတ်ဖို့ပဲရည်ကြီးတယ်ဆိုတဲ့ဟာမျိုးကိုခင်ဗျားတို့ဆက်ပြီးတော့အဲ့အတွေးခေါ်ထားတာရင်ပြည်တွင်းစစ်ကဘယ်တော့မှပြီးမှာမဟုတ်ဘူးပြည်တွင်းစစ်ဘယ်တော့မှပြီးမှာမဟုတ်ဘူးဒါကိုကျွန်တော်တို့တစ်ချက်နားလည်ဖို့လိုတယ်သက်ဆိုင်ရာ EAO နယ်မြေတွေမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ PDF တွေ local PDF တွေကိုကူညီပေးဖို့လဲကျွန်တော်အနေနဲ့တိုက်တွန်းသလိုသက်ဆိုင်ရာ EAO နယ်မြေတွေကိုအခြေပြုပြီးတော့တော်လှန်ရေးလှုပ်ရှားနေတဲ့လူတွေလည်းပြပြသားသားအရေးယူဆောင်ရွက်ပေးကြပါလို့ကျွန်တော်အနေနဲ့မျက်နှာရက်ခံခြင်းနဲ့နော်အဲ့တော့တမိုင်းကျွေးဆိုတာကြည်တယ်ဆိုတာတော့မရှိဘူးတမိုင်းတင်ပုံးချေမယ်ဆိုရင်တော့ခင်ဗျားတို့စေအုပ်စုဘက်ကတင်လို့ရမယ့်ဟာတွေပေါ့ဗျာဟာခြံတွေမြေတွေကားတွေဘဏ်အကောက်တွေလုပ်ငန်းတွေအဲ့ဒါတွေကိုတင်ပြီးသွားရင်ပြည်သူရန်ပုံငွေကျွန်တော်ထားရမယ်နော်စေအုပ်စုဘက်ကနေပြီးတော့အဲ့တော့ဒီ2025ကုန်ထိကိုကျွန်တော်တို့နောက်2026 April ပထမအပတ်ထိကျွန်တော်တို့ပြည်သူလူထုရောတော်လိုင်းအင်အားစုတွေရောရဲရဲတင်းတင်းနဲ့တောက်ခံနိုင်မယ်ဆိုရင်စေအုပ်စုက80%ရှစ်ဆုံးသွားပြီကျွန်တော်တို့အပိသက်ဖို့30ပဲကျန်တော့တယ်နောက်အခုချိန်မှာ50ဖြစ်နေတဲ့ကာလမှာကမ္ဘာနိုင်ငံရေးအခင်းကျင်းကြီးကပြောင်းလဲလာတဲ့ပုံမှာကျွန်တော်တို့ကပါအနေမယ်ဆိုရင်ကျွန်တော်တို့ရဲ့တော်လှန်ရေးကလန်ကျသွားနိုင်တယ်ကျွန်တော်ရဲ့တော်လှန်ရေးကတမိုင်းသင်ခန်းစာမှာလူအထင်အသေးခံရဆုံးဗမာနိုင်ငံကရှိနေတဲ့မြန်မာပြည်သူတွေမြန်မာနိုင်ငံမှာရှိနေတဲ့တိုင်းရင်းသားတွေလူမျိုးပေါင်းစုံတွေအထင်သေးခံရမှာနော်အဲ့တော့ဒီတော်လန်ရေးမအောင်ရခြင်းအကြောင်းရင်းကတိုင်းတစ်ပြည်လုံးပြည်သူလူထုပါနိုင်ငံတကာရဲ့အထင်မြင်သေးကိုခံရမှာဖြစ်တယ်ကျွန်တော်တို့စစ်ကြုံဘဝကဘယ်တော့မှလွတ်မှာဖြစ်မဟုတ်ဘူးအဲ့တော့စစ်ကြုံဘဝကလွတ်ချင်ရင်တော့ကျွန်တော်တို့စစ်အာဏာရှင်စနစ်ဆိုးပေါ့နော်စနစ်ဆိုးကိုကျွန်တော်တို့တိုက်ဖြတ်နိုင်ပြီးတဲ့အပြင်ကိုကျွန်တော်တို့ကစနစ်ကောင်းတစ်ခုကိုဖန်တီးတဲ့နေရာမှာပြည်သူလူထုကတမိုင်းရေးကြပါလို့ပြောကြရင်လည်းဒီလိုက်ကိုညီကုန်းချုပ်ပါတယ်ကျွန်တော်အချိန်ရရင်ရတယ်လို့ကျွန်တော်ဆက်ပြောမယ်ဒီတခိုးတွေကလင်ကကြစ်တွေတရောင်းစားတွေခွက်ခောက်တွေရဲ့ခေါင်းစဉ်ကိုတော့ကျွန်တော်မပြောတော့ဘူးအခုကဘောဂျိုင်ဝမ်ဒေတာကိုစိုးမိုးထိန်းချုပ်ဖို့အတွက်စူးစမ်းနေတယ်ဆိုတဲ့ကွာခင်ဗျားတို့ကရန်သူကိုဒီနေရာကိုရအောင်တိုက်ရန်သူကိုဒီနေရာကိုဘယ်သူမှအကန့်မခံနဲ့လို့တင်ပေးတာနဲ့တူတူပဲစစ်ရေးဆိုတာထုတ်ပြောလို့ကောင်းတဲ့အရာမဟုတ်စစ်ရေးကအချစ်ရေးတဲ့ဆိုတယ်နော်အားလုံးကျေးဇူးတင်တယ်ယနေ့ကာလအသိအခက်ခဲအကျက်တဲတွေဖြစ်နေတဲ့ကာလမှာပြည်သူလူထုဘက်ကနေပြီးတော့အားမလျှော့ပဲနဲ့ကျွန်တော်တို့ရဲ့မြေပြင်မှာရှိနေတဲ့ရဲဘော်တွေကျွန်တော်တို့ရဲ့local PDF တွေကိုအားဖြည့်ပြီးတော့ဝိုင်းရကူညီတောက်ခံပေးကြဖို့ပြောကြရင်းနဲ့လိုက်ကိုလိကိုချုပ်တယ်အားလုံးကျေးဇူးတင်တယ်ဒါပေမဲ့တခါတော့ပြောရမယ်နော်စောက်ချိုးတွေပြင်ထမ်းရည်ကမူးတယ်ကြွက်ကြော်ကတော့ကောင်းတယ်နော်ထမ်းရည်များများတောက်ရင်စီးများများချွင်တယ်အညာမှာထမ်းရည်ရှိတယ်ဆိုပေမဲ့နော်ကချင်ကတော့မီးတောက်ရက်လေးကိုတော့တောက်ဆန်းဘူးမယ်လို့တော့ထင်တာပေါ့နော်ကိုကြပြရေးသလိုစာရေးသလိုနဲ့ထမ်းရည်လမ်းသလိုတော့မလုပ်ကြပါနဲ့လို့ပြောကြရင်ね